City EPD Mobile ရပါရှင်အခုဆိုလို့ရှိရင်တော့မြောက်ဖလာမှာရှိတဲ့ station တစ်ခုကိုရရှိကြရပါတယ်ရှင် station မှာလာရောက်အားသွင်းတဲ့အကူတွေကိုလိုက်ရ interview ပါမှာဖြစ်လို့ဗီဒီယိုအဆုံးထိလိုက်ကြည့်ပြကြပါဦးရှင်ကိုမင်္ဂလာပါဟုတ်ပြီညီမလေးမင်္ဂလာပါ EPD Mobile ရပါကို interview လေးနည်းနည်းလောက်လို့ရှင်လို့စင်ပြပါမယ်ရှင်ဟုတ်ရပါတယ်ကဲပါဒီလိုရပါလေးနဲ့မိတ်ဆက်ပေးပါအောင်အခုလည်းမရတော့ကြော်လဲအောင်ပါဟုတ်အကိုကဒီတက်စီကိုမောင်းနေတာပေါ့နော်ဟုတ်ပါတယ်ညီမလေးဟုတ်ကဲ့ပါကိုအရင်ကစီကားတွေပါရောမောင်းဘူးလားကိုအရင်တော့စီကားတွေပဲမောင်းမှုတယ်မောင်းတော့တောင်းမောင်းနဲ့တက်တန်းတော့တော်တော်လေးတော့ကြာပါရဲ့အဲ့လိုပဲမောင်းလိုက်နားလိုက်ပေါ့ပြီးပြီးတော့ဒီကားတော့စပြီးတက်တာတော့ဟို9လလောက်ပဲ9လ6လပေါ့နော်6လကျော်ပါပြီတော့စီကားမောင်းတော့အခက်ခဲနေပေါ့လေအခုဒီကဒီမောင်းတော့ပေါ့အခက်ခဲတွေပါရောရှိတာစီကားမောင်းတော့အခက်ခဲကလည်းသူ့အနေနဲ့သူတော့ရှိတာပေါ့နော်အခု EV ကားမောင်းတော့လည်း EV ကတော့တိတ်တော့အခက်ခဲမရှိပါဘူးဘာလို့လဲဆိုတော့အခုအကိုတို့ကတော့ဒီအားတော့ကုမ္ပဏီကားဆိုတော့လေအကိုတို့ကုမ္ပဏီကသူ့အနေနဲ့သူ station ရှိတာပေါ့နော်အဲ့တော့အကိုတို့ကဒီကိုကုမ္ပဏီရဲ့ station မှာပဲအသွင်းတယ်ဒါမှမဟုတ်အရေးပေါ်လိုအပ်လာပြီဆိုလို့ရှိရင်အပြင် station တွေမှာလည်းကိုကအသွင်းတယ်ပေါ့နော်အဲဒီက station တွေမှာလည်းသွင်းလို့ရတဲ့အတွက်ဘာလဲဆိုတော့အဆင်ပြေပါတယ်အားသွင်းရတာဘယ်လောက်ကြာလဲမသိဘူးအားသွင်းတာအကိုတို့ဒီကားလေးဆိုတနာရီပေါ့နော်တနာရီနဲ့အလုံးလုံးဟိုပြတနာရီ10မိနစ်ပေါ့တချို့အချက်ကကြတော့ဘယ်လောက်ကြာလဲအကိုတို့ဒီကားကြီးကြတော့ဟို2000ပတ်ချာလေးလောက်ကြာတယ်ဥပမာ19600ဟောအဲ့တော်လေးအဲ့ကြားထဲမှာပဲအဲ့ဒါကိုတနည်းကုန်မောင်းတာပေါ့အဲ့ပေါ့ဒီ2000လောက်ဆိုတနည်းကုန်မောင်းလို့ရတယ်ဒါပေမဲ့ဟိုကိုကတနည်းကုန်လောက်အဲကောအပြည့်ပြင်ပြီးတော့တနည်းကုန်တောက်လျှောက်ရမ်းမယ်ဆိုလို့ကျွန်တော်သူကဒီအဲ့လိုဆိုတော့ကျွန်တော်ညနေကျတော့ကျွန်တော်လည်းပြန်ဆွင်းရတာပေါ့နော်စီကားမောင်းတော့ကြတော့အခုပုံကြစိတ်ကဘယ်လောက်ရှိလဲတနည်းပေါ့စီကားမောင်းတော့ကတော့အမှအရင်တော့စီစီနဲ့တော့ထားလိုက်ပါတော့ကွာအခုစီစီနဲ့အခုတွက်ပြမလို့အခုတို့ဒီ EV ကားမောင်းတဲ့နှုံးတိုင်းစီကားကိုမောင်းမယ်ဆိုလို့ရှိရင်တကယ်မောင်းမယ်ဆိုရင်အဓိကတော့အကိုမောင်းတဲ့အထိုင်ထည့်မယ်ဆိုတော့6000မို့လောက်ထည့်ရ6000လောက်ထည့်5000ပေါ့ကွာနော်ဒါအရာကုန်ခွင့်ပြီးတော့ကြောက်ရမယ်ဆို5000သူက owner ကြီးက2000ပဲထားအောင်အဲ့မှာသူက9000ဖြစ်လေအစီဖြစ်တဲ့အတွက်ပို့ပြီးတော့စိတ်သက်သာဖြစ်တာပါလဲဆိုတော့ order တစ်ခုဆိုတော့မကြိုရဲတာလို့သိရမှာအဲ့လိုဥပမာကြက်တော်ရဲ့လူဆိုရင် order ဝေးမကြိုချင်တော့ဘူးကွာ EV ကားကြတော့ဘာပြောသူပတ်တင်နဲ့ပါနေဆိုတော့သူ့ရဲ့စိတ်ကအဲ့လောက်ကြီးမပုံပါဘူးလေဆိုပြီးတော့သွားပြီးတော့ကြိုတာပေါ့အဲ့ဒါလေးကတော့နည်းနည်းကွာခြားချက်လေးရှိတာပေါ့ဟုတ်ကဲ့ပါဟို EV ကားပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဟုတ်ပါတော့ဒါလေးကတော့ပို့အဆင်ပြေပါလေဟိုပြီးတော့ဗာလဲဆိုတော့ဒီ EV ကားတွေကအဆွဲရုံနဲ့အရင်ကောက်တယ်ကွာဟိုမိပွားနေမှာဆိုစီကားနဲ့ EV ကားနဲ့ရှင်းလိုက်လို့ရှင်ဟို EV ကားကသိတယ်ကွာစီကားကအရင်ကောက်တဲ့ကားပဲဖြစ်သေးတယ်ဒါပေမဲ့မိပွားရဲ့အထွက်မှာတော့ဗာပြော EV ကားတော့နည်းနည်းလေးညံနေပေါ့ညံတာပေါ့အထွက်လေးတွေလည်းကောင်းတယ်ပေါ့နော်အဲ့တော့ပေါ့ပေါ့နဲ့အဲ့လိုတော်တော်လွယ်လွယ်လေးလည်းရှိတယ်အဲ့လိုအဓိကတော့အင်ဂျင်နာတွေမှာနားမကြီးပေါ့ကွာနားမကြီးတော့ကိုယ့်အရဲကိုသေးမောင်းလို့စိတ်ချမ်းသာတာပေါ့ပြောမှာဒီဟာအတွက်ပေါ်လေကိုပြင်ဆင်စိတ်တွေပါရရှိနေတာပေါ့အကိုတို့ဒီကောင်တွေကတော့လောလောဆယ်အကိုတို့ပြင်ဆင်စိတ်ကတော့မရှိမပေးအောင်ပုံမြပဲပြင်တယ်ပုံမြသူတို့စက်ရုံမှာပဲပေါ့ပြင်ပြပါတယ်ဒီကားတွေဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့သူကကွာပြင်ရတာအရင်များပြအောင်အင်ဂျင်ထဲမှာဥမာဟိုနောက်တော့အင်ဂျင်ဝိုင်လဲတာဆိုပလက်တို့ပလက်ကွာတို့ဟုတ်လားနောက်ဒီအဲကွန်တို့နောက်ဒီဟိုရီတိုင်ကြီးတို့ပေါ့ကွာဒီလေအုံတို့သူကအများကြီးပြင်ရဆင်ရမှာလေဒါပေမဲ့ဒီကားအစ်တွေကတော့လက်ရှိအနေထားတော့၄-၅-6နှစ်ကတော့ဥမာကွာလမ်းပေါ်မှာမတိုက်မခိုက်ဘူးဆိုတော့ဘာမှမဖြစ်ဘူးဟုတ်တယ်နော်အခုလည်းမိုးရွာတဲ့အချိန်တောင်းတောင်းရေကွာဘိန်းတော့ဝက်လောက်ရှိလဲဟိုအကိုတို့ကတော့အသာလေးလှိမ့်ပြီးတော့သွားတာပဲမောင်းတာပဲတို့တော့ဘာလို့ရှောက်ရှားနိုင်တော့အပေါင်းလုံးပေါ့နော်ဒါကားကိုတက်တာအောင်ပေါ့ဒါပေမဲ့တောင်းတောင်းလဲအဲ့ဒါမရှိပါဘူးအဲ့လိုသွားလို့ရှိရင်တချို့ကတော့စိုးနေတာပေါ့ရေတွေကအရန်ဝင်လို့သွားလို့ရပါမလားရေတွေရှိတက်ရပါမလားအောက်ကိုဘက်ထရီကိုများဆင်တခုခုပြင်မလားဆိုအဲ့ဒါမရှိဘူးဒီအောက်မှာသူကဘက်ထရီရဲ့အောက်မှာသူကဒီဘက်ထရီကာလာပေးတဲ့ကောင်ရှိတယ်ဂျီးမွန်အောင်လေသူကနေစနစ်ကတော့ပါပြီးကြနေမှာပါဒါကတော့ technician တွေကတော့ပုံနားလည်မှာပါဘိုးကတော့အကြမ်းမြင့်လောက်ပဲဟုတ်ကဲ့ပါဟုတ်ဘိုးကတော့အပိပါတယ်ဒီအားနဲ့ပတ်သက်လို့ဒီကအင်ကားဝယ်မဲ့လူတွေပါတယ်လေအကုန်လုံးဘိုးကအပိပါတယ်အကုန်လုံးကိုလည်းလက်ရှိမောင်းနေဆိုတော့ဘောကြပါဟုတ်ကဲ့ပါကိုဒါဆိုရင်ကိုစီကားမောင်းနေတယ်ဗောလေတစ်စီအကူတွေကိုပေါ့ဒီကားမောင်းဖို့တော့ကိုတိုက်တွန်းချင်ပါမလားကိုတိုက်တွန်းချင်ပါတယ်ဒီကားမောင်းနေတဲ့ပေါ်လာတွေလည်းဟို EV ကားလေးတွေလက်လန်းသေးလို့ရမယ်ဆိုရင်လည်းမောင်းကြပါလို့မောင်းကြည့်ကြပါလို့ကျေးဇူးတင်ပါတယ်သူစီကားပြီးတဲ့အတွက်ဟုတ်ကဲ့ပါညီမတို့ဟို SCD Power Solar EPD Mobile ကနေပြီးလက်ဆောင်လေးပို့တက်ပါလာပါတယ်ဟုတ်ကြပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့